ကဲထမင်းစားမယ်6ချက်တဲ့6ချက်ဒါကမစွန်ထုတ်မဟုတ်ဘူးငါပြောဘူးမြုပ်ဥခွက်ပကံဘာမှမစုံဘာမှမရှိဘူးဒါသူများပေးထားတယ်ဟောချင်းမေဝဲလာတာဟိုမှာချိတ်ထားတာဝဲလာမုံတောင်းလာတာလုံးလုံးတဲ့အင်ကချင်းပေးလိုက်တာဒီလုပ်ငန်းလုပ်တဲ့ဆိုင်ကထမင်းဆိုင်လေထမင်းဆိုင်ပေးလိုက်တာချင်းမွေးလေးပူလေးရှိတယ်စားကြပါဦးအလုပ်ကတော့ထမင်းကျွေးတယ်လုံးလုံးတဲ့အင်ကလေမအားနာလို့အားပဲပြုတ်ပဲညီကိုဥချမယ်ဟဲ့မေငရဲလေးကြီးကုန်ပါဘာငယ်ကြီးအောင်ငါထကြီးတယ်လားမပြောနဲ့ဟုတ်လားအိုးခွက်ကလည်းမပါဘူးမပါဘူးဘာမှမရှိဘူးအရင်ဝစားတော့တယောက်တို့ပါတစ်စုံနှစ်စုံဒီနော်ဟုတ်တယ်ဝစားလည်းပါဘူးတနခါဆိုတော့ဝေးရနှစ်စုံဒီတော့မှတစ်စုံကအင်ကြီးရောပါမယူလားပစိုးလေးနဲ့ပါလားအင်ကြီးပါမလားမပါဘူးဒီရောက်မှထပ်ပြီးတော့ဝယ်တာရောပေးတာရောပေါ့ပြင်ပေါ့နမကန်ကမှာရမေတမင်းသားပေးလားမေဟုတ်အဲ့ဒါမရှိနဲ့ကောင်းကြီးတခြားအရင်ကောင်းတာငါ6ချက်နဲ့ဒီဟာနဲ့လေလိုက်တယ်ပဲအရင်ကောင်းပဲလိုက်တယ်ဟုတ်တယ်ရန်ကောင်းတာမယုံမတည်ရင်တော့သွန်တော့ပေါ့ဟုတ်တယ်ဖျန်းတင်ကြီးအနေကြောင်ချက်အဲ့ဒီမချချက်မချင်ဘူးတော့တော်သေးနော်ဟေးမေကိုချစ်ဘူးချစ်လားချစ်ပါဘူးမချစ်ပဲနဲ့ကလေးရတယ်9ယောက်6ယောက်ရတယ်အဲ့ဒါယူထားတာကိုယူထားတဲ့ကလေးရပတ်စံတယ်သူ့ချွေတွေငွေတွေသုံးပြီးမှတော့ဒီချိုးမလို့ကဒီချမ်းတယ်လို့ပဲချိုးမှာဝစားတယ်ချိုးမှာမချိုးနဲ့အေးတယ်နော်လေနေဝစားတယ်ချိုးမှာရစီတော့ဟာတော့အမေရငယ်လေးဆေးလေးဒါဒီဖြစ်သွားပြီဟာမေဖြစ်သွားအမေရငယ်အမေဆေးရမှာဘိုင်လိုက်ဟုတ်တယ်အငယ်ကငါကြီးဖြစ်သွားပြီဖြစ်သွားပြီဟုတ်တယ်ဒါအဲ့ခွင့်ရမ်းတယ်မေဒါပါဦးလားလူဟဲလူ လူဦးပြောက်တွေရမယ်ဟဲ့ခုလိုလားမေဟုတ်လားငါရွဲ့ပြောလိုက်တာငိုးဦးငေါဦးပေါက်တွေရမယ်Look at this.